ငါတနေ့တခြားပို့ပြီးတန်မာလာတယ်တဲ့ဒီစာကြောင်းလေးကိုအတူတူရေးကြည့်ကြမယ်အခုလိုမျိုးစာကြောင်းတွေပေါ့နော်ငါတနေ့တခြားပို့ပြီးတန်မာလာတယ်ငါတနေ့တခြားပို့ပြီးရင့်ကျက်လာတယ်ဝလာတယ်ပိန်လာတယ်အစရှိသဖြင့်ပြောင်းလဲလာတဲ့အကြောင်းအရာတွေပြောင်းလဲနေတဲ့အကြောင်းအရာတွေကိုပြောချင်ချင်း am is are plus verb ing နဲ့အသုံးပြုရပါမယ်ဒါပေမဲ့ဒီစာကြောင်းလေးလေးမှာပြောချင်တာကပို့ပြီးတန်မာလာတယ်ပေါ့နော်တန်မာတယ်ဆိုတဲ့စကားလုံးလေးကအားလုံးသိပြီးသား strong နဲ့သုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီ strong က adjective တန်မာတော့ဖြစ်နေတယ်အဲ့လို adjective စကားလုံးတွေကို ing ပုံသဏ္ဍာန်ပြောင်းသုံးလို့မရပါဘူးဥပမာ strong ဆိုတဲ့စကားလုံးကြီးကို stronging လို့ဒါလုပ်လို့မရပါဘူး old ဆိုတဲ့စကားလုံးကြီးကို olding ဆိုပြီးတော့ပြောင်းလို့မရပါဘူးအဲ့လို adjective စကားလုံးလေးတွေသုံးရတဲ့စာကြောင်းကို verb ing ပုံစံနဲ့လာပြီးတော့မှဖြစ်လာတယ်လို့ပြောချင်နေဆိုရင် get နဲ့လာတွဲပြီးတော့မှပြောင်းပါမယ် get plus adjective ဖြစ်လာတယ်ဆိုတဲ့ပုံစံပေါ့နော်ဒီလိုလေးနဲ့လာတွဲသုံးမယ်အဲ့တော့ဒီနေရာမှာ strong တစ်ခုတည်းတော့သုံးလို့မရဘူး get နဲ့လာသုံးမယ်ဖြစ်လာတယ်ဆိုတဲ့ပုံစံလေးအလားနိုင်တူတူပဲဒီနေရာမှာအရက်ရှည်လာတယ်လို့ပြောချင်ရင်လည်း get tall လေးနဲ့လာပြောမယ်အလားနိုင်တူတူပဲပို့ပြီး o လာကြောင်းကိုပြောမယ်ဆိုရင်လည်း get နဲ့ o လေးနဲ့လာတွဲသုံးမယ်အဲ့တော့စရေးပါမယ်ငါတနေ့တခြားပို့ပြီးတန်မာလာတယ်တဲ့တနေ့တခြားဆိုတာကို day by day နဲ့သုံးလို့ရပါတယ်တနေ့တခြားတရက်တခြားငါဆိုတော့ I လေးနဲ့လာသုံးမယ်ဟုတ်ပြီ I get stronger တီတော့ရနေပြီဒါပေမဲ့ပို့ပြီးတော့တန်မာလာတယ်လို့ပြောမှဆိုတော့ am is are နဲ့ verb ing လေးလာပြောင်းမယ် I ဆိုတော့ am နဲ့တွဲပါမယ် I am get ကို ing ပုံစံလေးပြောင်းတော့ getting လေးဖြစ်သွားတယ် I am getting strong ငါတန်မာလာတယ်ဒါပေမဲ့ပြောချင်တာကပို့ပြီးတန်မာလာတယ်လို့ပြောချင်တာဖြစ်လို့အဲ့ဒီ strong ကို degree 2ပုံစံ stronger လေးလာသုံးပေးရပါမယ် day by day တရက်တခြား I am getting stronger ငါပို့ပြီးတော့မှတန်မာလာတယ်ဒီလိုပြောရပါမယ်အလားတူတူပဲငါတရက်တခြားပို့ပြီးတော့မှရင့်ကျက်လာတယ်လို့ပြောချင်ရင်လည်း day by day သုံးလို့ရပါတယ်ငါပို့ပြီးရင့်ကျက်လာတယ်ဆိုတော့ I am getting ပို့ပြီးတော့မှရင့်ကျက်တာကကြတော့ mature နဲ့သုံးလို့ရပါတယ်ဒါပေမဲ့ဒါကိုပို့ပြီးရင့်ကျက်လာတယ်လို့ပြောချင်ရင်တော့ဒီနေရာမှာ er ပေါင်းလို့မရဘူး more လေးနဲ့လာပြီးတော့သုံးရမှာဖြစ်တဲ့အတွက်ကြောင့် I am getting more mature ငါပို့ပြီးတော့မှရင့်ကျက်လာတယ်2025ရောက်ပြီဆိုတော့ပို့လဲရင့်ကျက်လာတယ်ပို့ပြီးတော့လည်းတန်မာလာတယ်ဒီလိုပြောချင်တာဖြစ်ပါတယ်အလားတူတူပဲဟဲ့သူပို့ပြီးတော့အရက်ရှိလာတယ်နော်လို့ပြောချင်တယ်ဆိုလို့ရှိရင်လည်းသူဆိုရင်တော့ he လေးနဲ့လာသုံးမယ် he address agreement က is နဲ့လုံးမှာဆိုတော့ he is getting အရက်ရှိလာက tall နဲ့သုံးလို့ရပါတယ်ပို့ပြီးရှိလာတယ်လို့ပြောချင်ရင်အတူတူပဲ taller လေးလာသုံးလိုက်ရုံပါပဲ he is getting taller သူပို့ပြီးတော့မှအရက်ရှိလာတယ်ဒီလိုပြောရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီစာကြောင်းလေးပုံစံတွေကိုရှင်းထွက်သွားပြီလို့ထင်တယ်ဒီတော့ဒီစာကြောင်းလေးကိုကြိုးစားပြီးတော့မှရေးခဲ့ပေးကြည့်ပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်